ဝိုင်းပန်လိုမျိုးသူတကယ်ကိုမြန်မာနိုင်ငံမှာကြီးကျယ်တည်ထောင်နိုင်တဲ့အတွက်လည်းသူ့ကိုကျွန်တော်ရမ်းကုန်ယူပါတယ်ရမ်းလဲစူးစားတယ်အားလုံးကလည်းဟိုတက်ညီလက်ညီနဲ့လောက်ကြတာပေါ့နော်သူ့အဖွဲ့ဝင်တွေအားလုံးကလည်းသူ့စကားဆိုအရမ်းနားထောင်တယ်အဲ့ဒါတခုကအရမ်းကောင်းပါတယ်မြန်မာပြည်ကအဖွဲ့တစ်ဖွဲ့နေတယ်ပေါ့နော်သွားလာပြီးတော့သူတို့လောက်ကင်နိုင်တယ်ဆိုတော့ကျွန်တော်အများကြီးကုန်ယူရပါတယ်နော်အပုံးတိုင်းကအဓိကပေါ့နော်သူ project ကြီးမဖြစ်ခင်ဂျိတ်ကျွယ်ကုန်ဘဝနေရပေါ့နော်ကျွန်တော်တို့ ਨੇ အများကြီးပွဲတွေအများကြီးကပေးတယ်ခလေးရတဲ့လိမ့်ပါတယ်သူပွဲလဲလုပ်မယ်လဲဆိုတော့ကျွန်တော်ဟိုတဲ့ကိုကျိုးနဲ့ကိုကျိုးဟိုတဲ့ကျွန်တော်စီစဉ်ဖို့ခါးခြင်းတယ်ဆိုဟဲ့အော်လို့မင်းတော်တော်အောင့်အောင်ကြပါလားပေါ့နော်တော်တော်သူတတိကောင်းတယ်လို့ပြောတာပါပေါ့နော်သူကျွန်တော်လာတက်ခါရတယ်ဆိုတော့ဟုတ်မင်းငါ့ကိုပတ်စံပေးကြမလို့ပါဘူးလို့သိရမလားဘာလို့ဆိုဟိုငါတို့အများကြီးဘာလို့ဒီဘက်တော့ကျွန်တော်မြစ်တာနဲ့ငကားလုပ်ပေးတာပါကျွန်တော်ဝန်ထမ်းတွေအတွက်ပဲပေါ်တိုင်းချင်းဆိုပြီးဟိုပတ်စံနေနေပေါ့နော်တောင်းပေးလိုက်တယ် supplier တွေဆိုလဲကျွန်တော်အများကြီးဈေးစစ်ပေးတာပေါ့နော်အများကြီးကို supplier တွေကလည်း short ပေးကြတယ်မင်းညဆိုလည်းညတနိုင်အထိကျွန်တော် rehearsal တွေတိုက်ကြတယ်ဒီ project တွေထဲမှာဒီထပ်ပုံးနိုင်ရတယ်တော်တော်စူးစမ်းတာတကယ်ကိုစူးစမ်းတာဒီပွဲရဲ့ဒီ organize ကိုအစဒီမှာ choreography တွေအစသူအရန်တုတ်တယ်အဲ့မှာကျွန်တော်တို့ကဘာလုပ်ပေးရလဲဆိုသူ့ရဲ့တချို့ဟာလေးတွေပေါ့နော်ကျွန်တော်တို့အကြံပေးတယ်အဝင်ထွက်ကလေးတွေညှိပေးတယ်เนาะဒီမီးအတန်တွေ LED တွေကတော့ကျွန်တော် manage လုပ်တာပေါ့နော်ဒီနေ့လုပ်မဲ့ပွဲမှာဆိုလို့ရှိရင်ဒီမီးတွေအတန်တွေ LED ကတခြားပွဲနဲ့မတူတာကိုမြင်ရလိုက်เนาะအဲ့အတိအကျတွေဖြစ်နေတာတွေတွေ့နေလိမ့်မယ်เนาะကျွန်တော်ရိုး company တင်တာတွေကတော့အဲ့လောက်မသုံးနိုင်ဘူးပေါ့နော်အခုဆိုရင်ဒီ supplier တွေလည်းကျွန်တော်ပြောတယ်ဒါငါလည်းလုပ်ပြခြင်းနဲ့ပွဲတစ်ပွဲဖြစ်နေတဲ့အတွက်ကြောင့်အကောင်းဆုံးမင်းတို့လည်းပတ်ဖို့ပြပါဆိုသူတို့တကယ်ဟင်တိုင်းအားတိုင်းပေါ့နော်။ဒါဒီကျွန်တော်အနောက်က LED background တွေအစားကြည့်လိုက်ပါလုံးဝတခြားပွဲတွေနဲ့မတူပါဘူးဟိုရင်တော့ပေါ့နော်သူစီတိုးနာမှာဘာပွဲလဲမသိကလိုက်တာပေါ့နော်ဟာဒီဒန်ဆာကောင်လေးတွေပေါ့နော်တော်တယ်ပေါ့နော်သူတို့တွေပွဲခေါ်ကားမယ်ဆိုအဲ့နဲ့ကျွန်တော်ကလည်းသူတို့နဲ့ချိတ်ပြီးတော့ company dinner ပွဲတွေမှာပေါ့နော်အဲ့လိုသူတို့လာကပေးတာပေါ့အဲ3ပုတ်ကလိုက်4ပုတ်ကလိုက်ပေါ့နော်အဲ့လိုလာကရတယ်ပြီးတပြေးနဲ့သူ့ဘဝတချိုးနဲ့တိုးတက်တယ်ဒါဒီလိုမျိုး wide band လိုမျိုးသူတကယ်ကိုမြန်မာနိုင်ငံမှာကြီးကျယ်တည်ထောင်နိုင်တဲ့အတွက်လည်းသူ့ကိုကျွန်တော်ရမ်းကုန်ယူပါတယ်ရမ်းလဲစူးစားတယ်ရမ်းလဲတကယ်ကိုလဲလေဟိုသူကလေ leader သဘောမျိုးပေါ့နော်အားလုံးကလည်းဟိုတက်ညီလက်ညီနဲ့လောက်ကြတာပေါ့နော်သူ့အဖွဲ့ဝင်တွေအားလုံးကလည်းသူ့စကားဆိုအရန်နားထောင်တယ်အဲ့ဒါတခုကအရန်ကောင်းပါတယ်တော်တော်လေးကောင်းပါမြန်မာပြည်ကအဖွဲ့တစ်ဖွဲ့နေတယ်ပေါ့နော်သွားလာပြီးတော့သူတို့လောက်ကင်နိုင်တယ်ဆိုတော့ကျွန်တော်အများကြီးကုန်ယူရပါတယ်နော်ဒီနေ့ပွဲကိုလည်းကြည့်လိုက်ပါမီဒီယာတွေကလည်းဟိုသူ့ရဲ့ပွဲကိုပေါ့နော်ကျွန်တော်တို့ပေါ်ညွှန်းပြီးရေးတာထက်တကယ်အမှန်တကယ်ကိုရေးပေးကြပါနော်ဘာလို့ဆိုကျွန်တော်တို့စီစဉ်တင်ဆက်ထားတဲ့ဟာတွေကောင်းတယ်မကောင်းသိရမှာဟိုဘာအားနဲ့လဲအားနဲ့တယ်ပြောကြပါဘာလို့ကျွန်တော်တို့လည်းအကောင်းဆုံးပံ့ပိုးထားပေးတာပေါ့နော်သူတို့ကလည်းတကယ်ကိုစူးစမ်းထားတာနေမညမကိုဆိုဒန်ဆာဆိုတဲ့ရက်ပေါင်းများစွာဒီဟာဆိုတိုက်ထားတာပေါ့နော်ကျွန်တော်ဒီဒီပါဆို17နေ့ရက်လုံးကိုကျွန်တော်မနေ့ဟိုရီယာဆယ်တိုက်ပြီးအကောင်းဆုံးလုပ်ထားပေးပါတယ်နောက်ကျွန်တော်ကလည်းစက်တင်ဘာလ9ရက်နေ့မှာပေါ့နော်ပွဲကြီးလုပ်ထားပါတယ်အဲ့ဒါကတော့ free show ပါနော် free show ဆိုတော့တွမ်းပိုင်ရွှေထူးနောက်မိဆန်ဒီဝိုင်းစုခိုင်သိန်းနောက်တော့ဘယ်လိုလဲစုလိုက်နောက်ဂန်းနောက်တော့ထက်လျံတို့လည်းပါတယ်အဲ့ပွဲကိုလည်းဒါရောက်ဖို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်နော်ဒီသတင်းကိုလည်းမဖြတ်လိုက်နဲ့နော်ထည့်ပြအောင်ထည့်အောင်ထည့်ပါဦးနော်ဘာလို့ဆိုတော့ဒီပွဲကြရင်လည်းမီဒီယာတွေအကုန်လုံးဖိတ်ပါမယ်တကယ်ကို free show အဲ့မှာလည်းတကယ်ကိုစံချိန်တင်လောက်တဲ့ပွဲတစ်ပွဲကိုကျွန်တော် Star Event Production ကနေစီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်အခုကျွန်တော် Facebook မှာလည်းချိန်ညာထားပါပြီမကြခင်မှာအဆိုတော်တွေရဲ့ video file တွေလည်းတက်လာပါလိမ့်မယ်အဲ့ပွဲကလည်းတကယ်ကိုပေါ့နော်ဒီလို stage show ရဲ့အရသာကိုခန်းစားအောင်ကျွန်တော်လုပ်ပေးမဲ့ပွဲတစ်ပွဲလို့ပြောချင်ပါတယ်။ဒါရောက်ပြီးကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ